ရောင်နီယထာစီးနေသွားတဲ့သူတွေနေမိရဲ့လူချင်းရင်ဆုံးပြပတ်ဆမ်းမှာကန္နာရတဲ့မှာချင်နာသူနဲ့တဲ့စကားလေးများသူတို့ပြောရရင်အိုအေးစကလေးနှလုံးသားထဲမှာရှိနေပါလိမ့်မယ်ယထာစီစဉ်သွားတဲ့သူတွေနေမိရဲ့လူချင်းတော့ပြန်ပတ်စမ်းမှာကန္နာရတဲ့မှာချင်နာသူနဲ့တဲ့စကားလေးများသူတို့ပြောရရင်အိုအေးစကလေးနှလုံးသားထဲမှာဖြစ်နေပါလိမ့်မယ်